တကားမဖွင့်တဲ့အခန်းမြို့လေကအဟောင်းအိုတစ်ခုလူမနေတော့တာနှစ်ပေါင်းများစွာကြာပြီးအဲ့ဒီအိမ်ကိုလူတွေကနောက်ဆုံးအသက်ရှင်တဲ့အတန်ရှိနေသေးတဲ့အိမ်လို့ခေါ်ကြတယ်မင်းမောင်ထွန်းဟာ YouTube ခန်းထက်လုပ်တဲ့သူတယောက်တရေလှုပ်ဝက်နေရာတွေကိုတွားရောက်ရိုက်ကူးတာကိုအထူးဝါသနာပါတာတနေ့မှာတော့မင်းရဲ့တငယ်ချင်းတယောက်ကပြောလာတယ်အဲ့ဒီအိမ်ကိုမသွားနဲ့အထဲမှာဝင်သွားတဲ့သူတွေမပြန်လာတော့ဘူးမင်းကတော့ရဲပြီးပြန်ပြောလိုက်တယ်အဲ့ဒါပဲခန်းထက်ညနေ6 နာရီမိုးမလင်းသေးဘူးအလင်းမိန်မိန်ချိန်မင်းကကင်မရာတစ်လုံး flashlight တစ်လုံးနဲ့အဲ့ဒီအိမ်ရှိရောက်လာခဲ့တယ်အိမ်ကတိတ်ဆိတ်လွန်းတယ်လေတိုက်တန်တော့မကြားရဘူးတကားကိုတွန်းလိုက်တော့ကွီးအလွန်ရှည်လျားတဲ့အတန်နဲ့တကားပွင့်သွားတယ်မင်းကင်မရာကိုဖွင့်ပြီးပြောတယ်ဒီနေ့တော့နာမည်ကြီး haunted house တစ်ခုထဲဝင်လာပြီးအိမ်ထဲဝင်လိုက်တာနဲ့အပူချိန်ဟာအပြင်ထက်အရန်အေးသွားတယ်မင်းအသက်ရှူရင်ပင်မိခိုးလိုအဖြူရောင်ထွက်လာတယ်နေရန်တွေမှာမျက်နှာပုံတွေအဟောင်းအိုမျက်လုံးတွေကမင်းကိုကြည့်နေတယ်လို့ပဲမင်းတဖြည်းဖြည်းအပေါ်ထက်ကိုတက်သွားတယ်ထိုအချိန်တောက်အပေါ်ထက်အခန်းတစ်ခန်းထဲကတကားခောက်တန်မင်းရဲ့နှလုံးခုန်တန်အောင်ကြားရလောက်အောင်တိတ်ဆိတ်နေတယ်အဲ့မှာတယောက်ရှိနေလားမင်းမေးလိုက်တယ်မြည်သည့်အဖြေမှမရှိဒါပေမဲ့တောက်ပူမြန်လာတယ်မင်းတကားနားကိုတဖြည်းဖြည်းလျှောက်သွားတယ်တကားပေါ်မှာအညိုရောင်သားအရည်လိုပစ္စည်းတစ်ခုကထွက်လာနေတယ်လက်ရလားမသိဘူးမင်းကင်မရာကိုနီနီကက်ကပြတယ်ထိုခဏမှာတကားအောက်ကနေလက်တစ်ချောင်းနှစ်ချောင်းသုံးချောင်းနီးရဲတဲ့လက်တွေထွက်လာတယ်မင်းနောက်ဆုတ်ချင်ပေမဲ့ခြေတော့မလုံနိုင်တော့ဘူးတကားကသွားပြီးတော့ဖြည်းဖြည်းပွင့်လာတယ်အခန်းထဲမှာအလင်းမရှိဘူးဒါပေမဲ့မင်းကင်မရာ night mode မှာတယောက်တည်းမဟုတ်ဘူးလူတွေများများကြီးနေရံမော်ကတ်ထားသလိုသူတို့မျက်နှာတွေကပြုံးနေကြတယ်မင်းကိုကြည့်ပြီးတပြိုင်တည်းဝင်လာမင်းပြန်ပြေးချင်တယ်ဒါပေမဲ့တကားကပိတ်သွားပြီးနောက်ကနေအတန်တစ်ခုမင်းလဲဒီအခန်းထဲမှာနေသွားတော့မယ်မင်းလဲကြည့်လိုက်တော့မင်းရဲ့ကိုယ်ပဲတူညီတဲ့မျက်နှာတူညီတဲ့အဝတ်ဒါပေမဲ့မျက်လုံးမရှိဘူးနောက်နေ့ရဲတွေအဲ့ဒီအိမ်ထဲကိုဝင်ရှာကြတယ်မောင်ထုံးကိုမတွေ့ဘူးဒါပေမဲ့အပေါ်ထက်အခန်းတကားကိုဖွင့်လိုက်တဲ့အခါနေရန်ပေါ်မှာပုံတပုံအစ်စ်တစ်ခုခဲမရာကိုကင်ပြီးရက်နေတဲ့လူတစ်ယောက်မျက်လုံးတွေကတော့လုံးဝမရှိတော့ဘူးပြီးပါပြီနောက်ခုလို့ဇလန်းကောင်းလေးတွေကိုနားထောင်လို့ရအောင်ကျွန်တော်ရဲ့ YouTube channel လေးကို like လေးပေးခေါင်းလောင်းလေးနှိပ်ပေးခဲ့ကြပါအောင်ဗျအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်